ဂျက်ကသူ့ရဲ့ကစားစရာအယုတ်တွေကိုဗီဒီယိုထဲထည့်ပြီးသိမ်းလိုက်ပါတယ်ဒါပေမဲ့ထူးဆန်းတာကဗီဒီယိုတကားကိုပြန်ဖွင့်လိုက်တဲ့အခါအယုတ်သေးသေးလေးကအသက်ဝင်လာပြီးလှုပ်ရှားနေပါတယ်ဂျက်ကအံ့ဩသွားပြီးလက်နဲ့တို့ကြည့်ဖို့လုပ်တော့အယုတ်လေးကကြောက်ပြီးသူ့ကိုပြန်ထူလိုက်သေးတယ်ဂျက်ကလည်းမကြောက်ပါနဲ့ငါမင်းကိုရံမပြုတ်ပါဘူးဆိုပြီးလက်ဝါးလေးဖြန့်ပေးလိုက်တော့မှအယုတ်လေးကစိတ်ချလက်ချနဲ့ဂျက်လက်ပေါ်ခုန်တက်လာပြီးတငင်ချင်းတွေဖြစ်သွားကြပါတယ်ဂျက်ကသူ့တငင်ချင်းတိလေးအတွက်အယုတ်စခန်းကြတဲလေးတစ်ခုပေးပေမဲ့အယုတ်လေးကပလတ်စတစ်နံကိုမကြိုက်ဘူးဖြစ်နေတယ်ဒါနဲ့ဂျက်ကအဲ့ဒီတဲလေးကိုဗီဒီယိုထဲထည့်တခါပိတ်ပြီးပြန်ဖွင့်လိုက်တော့ပလတ်စတစ်တဲလေးကတကယ်အစ်စ်အမှန်တဲအိမ်လေးဖြစ်သွားပါတယ်အဲ့ဒီမှာတင်သူတို့နှစ်ယောက်ပို့ပြီးရင်းနှီးသွားကြပါတယ်အဲ့ဒီညမှာဂျက်ကအရန်စိတ်လှုပ်ရှားပြီးတခြားအယုတ်တွေကိုပါဗီဒီယိုထဲထည့်ကြည့်လိုက်ပါတယ်ဒါပေမဲ့နောက်တစ်ခါဗီဒီယိုတရားဖွင့်လိုက်တဲ့အခါမှာတော့မြင်ကွင်းကကြောက်စရာကြီးဒါဗေဒါကဒိုင်နိုဆောတွေကိုတတ်ရိုဘိုကော့ကလည်းစစ်သားတွေနဲ့တိုက်ပွဲဖြစ်နေကြတယ်တယောက်ယောက်တော့အသက်ထုတ်တော့မယ်အတိုင်းပါပဲဂျက်ကလည်းလန့်ပြီးတကားကိုဝုန်းကနေပြန်ပိတ်လိုက်ရတယ်နောက်နေ့မနေ့ကျတော့အယုတ်လေးကအပြင်းထွက်ခြင်းနေဆိုတာနဲ့ဂျက်ကသူ့ကိုနောက်ဖဲချန်နဲ့ခေါ်သွားပါတယ်ဒါပေမဲ့ဂျက်ကပစ္စည်းသွားယူနေတော့မှငှက်တကောင်ကအယုတ်လေးကိုထိုးတုပ်ဖို့လုပ်လို့အယုတ်လေးခမညာခြေထောက်မှာဒဏ်ရာရသွားရှာတယ်ဂျက်ကလည်းစိတ်မကောင်းဖြစ်ပြီးကုပေးချင်တာနဲ့ဗီဒီယိုထဲကိုအယုတ်ဆရာဝန်လေးတယောက်ထည့်လိုက်တယ်ဗီဒီယိုတကားဖွင့်လိုက်တဲ့အခါဆရာဝန်လေးကအသက်ဝင်လာပြီးမှန်ဘီလူးနဲ့တေးသေးချာချာကြည့်ကဒဏ်ရာကိုကုပေးလိုက်တာခဏလေးနဲ့ပျောက်သွားပါတယ်ဂျက်ကဆရာဝန်လေးကိုပါတငင်ချင်းလှုပ်ချင်တာနဲ့ဆရာဝန်ကသူ့တာဝန်ပြီးပြီမို့အိမ်ပြန်ချင်တယ်ဆိုတာနဲ့ဗီဒီယိုထဲပြန်ထည့်ပေးလိုက်တော့အယုတ်လေးပြန်ဖြစ်သွားခဲ့ပါတယ်အယုတ်လေးကိုထပ်ပြီးဒဏ်ရာရစေချင်တော့တာနဲ့ဂျက်ကအိမ်ကြီးတစ်လုံးစောက်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အယုတ်လေးကတိပြားဖြတ်ဖို့ကိရိယာတွေလိုတယ်ဆိုတာနဲ့ဂျက်ကလက်နက်ကိုက်ထားတဲ့စစ်တရေတော့အယုတ်ကိုဗီဒီယိုလဲထည့်ပြီးအသက်သွင်းပြီးတော့သူ့စီကပစင်ကိုခိုးယူပြီးအယုတ်လေးကိုပေးလိုက်တယ်ခဏနေတော့အယုတ်လေးကအိမ်ကြီးတစ်လုံးကိုအပီးအပြင်စောက်လိုက်ပါတယ်နောက်ဆုံးမှာတော့ဂျက်ကသူ့တငယ်ချင်းအယုတ်လေးမိသားစုကိုလွှမ်းမလားဆိုပြီးအိန္ဒိယမျိုးနွယ်စုခေါင်းဆောင်အယုတ်တရုတ်ကိုဗီဒီယိုထဲထည့်ပြီးအဖော်လုပ်ပေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့တကားဖွင့်လိုက်တဲ့အခါမှာတော့အိန္ဒိယခေါင်းဆောင်ကြီးကအရန်လန့်သွားပြီးနှလုံးရက်ကတေဆုံးသွားခဲ့ပါတယ်အယုတ်လေးကသွားစစ်ဆေးကြည့်တော့မှတေသွားပြီဆိုတာသိလိုက်ရပြီးဂျက်တီလောက်လည်းသူ့ကြောင့်ဆိုပြီးအပြစ်မကင်းတယ်လို့ခံစားလိုက်ရတော့ပါတယ်